คนอาตราสมาก็เลยก็เช่นว่าจะก็ปะพลาดเอาไว้ได้ประพฤติต่อข้าราชการตัวเราลุดูไปดูมาจะกันนั่นเนี่ยเก็บลุดูมาเนาะประพฤติเท่าเราคนนั่นแล้วซอประพฤติเท่าเราคนนั่นแล้วเปิดไว้แล้วก็ย้อนดอกลุชอบรู้เนี่ยบะมีคนนั่นที่ต้องไว้เตะคนนั่นแล้วชัดเด็ดมีแต่ตัวบาดอกคนนั่นแล้วสิ่งนี้ว่าได้แต่ชัดที่ชอบแบบพวกลุชัดเด็ดว่าชัดตลอดบาดชัดเท่ากับตัวเราแล้วพวกลุก็เนาะดอกคนนั่นแล้วเขาเนี่ยพวกลุมีเทียพวกลุบัตรตะก็ได้แค่แต่นั่นทุกคนก็บาดชัดเลยทุกอย่างพวกลุก็บาดทอดาระบาเก็บลุก็บาดเชื่อพวกลุเลือดตาตะบลีนี่อันนี้พุทธค้าตราพัดดูเตะนี่ก็นำมือลงมาดักเก็บลุมาคุยดอกปลาเราไปนี่เจ๊ดอกตะบล็อกก็คือเลือดนี่ทอดตะบล็อกนี่ตาฮิไลก็พอพัชตูตาเกฮิไลก็พอดาบบุจนี่ดีมีดำคนนั่นแล้วตาลาก็พอให้เลยวันนี้ว่าคือสิพาตาฮิลาก็พอสิไปเจนัดเปล่าเนาะปะบาปลภาษาคาเลไปโยนกูว่าเกลียบรูปละดูว่าเลตัดดูตายาจีดูว่าเลตามาลภาวะเลหิตาลาตะกปอเปนนเนี่ยปะตปะโคปนาเนี่ยตลุปยาหิวตาลาตะกปอปะกิจหิติละเนาะปะกิจหิติละปะโคปนาเลอักเรอปะกะกิละมาตากิละนอกิเซลาซอกิเซลาตะตอกครูเมกิเนี่ยปะกิจกินอพูดได้ปะกิจชดเดปะบุตะปะหิติตลุปยาหินิบัวบะตลุปยาบะพัดพลาเลยปะกิหิกุตุสักดนี่หิใจดิเนี่ยอดีลอตาละเนาะปะมารากิโดเนี่ยปุจนี่อุดอดุปะมารากิโนเนี่ยปุจิตุอุดอดุปะมารากิโดเนี่ยดิมะตัมตะอุดอดุอดุนี่ไม่เห็นใบเขาเลยนะเอาว่ารู้เหตุเทปว่าแล้วริเวณนี้ว่าแล้วอับดุเวเตเวซีดอพระเยซูสกุลเนี่ยตาเหี่ยวแล้วก็เนี่ยแล้วเขาเนี่ยปวดกันแล้วมูเกดูเลกันเนี่ยเลยมูเกดูเลกันเนี่ยเลยดีจานเนี่ยพระเยซูก็กุตุสอสุกะอะคนเนี่ยยกกันนาเนี่ยอามาดโลวะเนาะอะคนเนี่ยก็ยังพวกเราก็แค่เลยคนนั่นเลยตาเหี่ยวสุคนนั่นเลยตาเหี่ยวแล้วก็ปวดเลยเนี่ยที่มีพ่อก็ยังเหี่ยวมีดาไปเหี่ยวมีดาไปเหี่ยวว่าสิจะพาตลาดตะกปอลอะคนเนี่ยไปลิปาปุยอะปะตอตุเลียดูอุลนาเดียปะตาเชตเนาะอะคนเนี่ยจะก็ปาลตาไข่วิตาชุสึกนาตุเลือกเดเปทินอพาสกอเนาะเปทินอพาสกอเนาะอะไรเคเอ็นยูบุเนี่ยอุตส่าห์ปัสสกันเนาะปัสสกันคนนี้เพจยี่ปาลอดคลิชาเดจิมิกลนเนลเนี่ยตัวอะวันนี้ก็ยังดอกลุชพก็คุณปากหรือว่ากล้าอะคนเนี่ยตาดีสิพันมีอามาลภาวะดอก็มาคือว่าเนี่ยอุดาเลยนาบัวปะตาชโมนาบัวปะตาปัสสุปัสสะพกลอยดีทีเลติมิตาร์คาเลอบาวะเดติมิตาร์คาเลอะก็มาเลทอพวกละสุสิลาพวะเนาะตาบิลละสิก็ปาลกว่า subscribe share ပညာဆိုတာဘွဲ့လက်မှတ်ကိုပြောတာမဟုတ်ဘူးအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တာကိုဘာခေါ်လဲပညာဒါလောက်ခက်ခဲတဲ့အင်္ဂလိပ်လက်ထက်နှစ်တရာကြာနေတဲ့တိုင်းပြည်နှစ်တရာလုံးသူများအုပ်ချုပ်ခံနေတဲ့ထဲကနေမရရအောင်ဖောက်ထွက်နိုင်တဲ့ခေါင်းဆောင်မို့လို့သူ့ကိုဘာခေါ်တာတော့အာဇန်အခုလည်းမတူတော်လက်ကတော့မလွတ်သေးဘူးခုစူးစမ်းနေရတော့မယ်အာဇန်ကြီးတွေအများကြီးလိုသေးတယ်ကိုနှိမ့်ဆက်ခံရမြန်ဖိနှိပ်ခံရမှန်ကောင်းကောင်းမသိရင်အဲ့ဒါနာလဘိန်းတုံးခေါ်တယ်ပညာမဲ့တယ်ခေါ်တယ်ပညာရှိဆိုတာကိုမတရားအုပ်ချုပ်နေရင်မတရားမှန်သိရမယ်လွတ်အောင်ယုံနိုင်ရမယ်နော်ညာရေးလူမှုရေးဘာသာရေးကျမ်းမာရေးဖွံ့ဖြိုးရေးငြိမ်းချမ်းရေးတော်လှန်ရေးစစ်ရေးနဲ့ယဉ်ကျေးမှုအမှုပညာကဏ္ဍများမှာစွမ်းတမန်ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြတဲ့လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တွေကိုဂုဏ်ထူးဆောင်စုချီးမြှင့်သွားမှာဖြစ်တဲ့အတွက်ဂုဏ်ထူးဆောင်စုရရှိတဲ့လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တို့ရဲ့အမည်စာရင်းများကိုဖတ်ကြားကြေညာပေးမှာပဲရှင်။ကျွန်မကတော့ကရင်ပြည်နယ်ဖအံမြို့နယ်တောင်ကလေးကြီးရွာတောင်ကလေးဖုံးတော်ကြီးတင်ပညာရေးကျောင်းကဆရာမနန်းဖော့မီယိုဝပဲဖြစ်ပါတယ်ရှင်ကရင်ပြည်နယ်ကရင်အမျိုးသားနှစ်သက်ကူနေ့ထူးနေ့မြတ်ပွဲတော်ဂုဏ်ထူးဆောင်စုကြေညာခြင်း2022ခုနှစ်ဒီဇင်ဘာလ22ရက်ကြာသပတေးနေ့ကရင်ပြည်နယ်ဂုဏ်ထူးဆောင်စုအားကြေညာအပ်ပါသည်1စာပေ
ဂုတ်ဒူးဆောင်စု1ဦးဝီတုခကရင်ပရိယတ္တိစာသင်တိုင်းဆရာတော်ဖအံမြို့2ဗဒ္ဒန္တာတေစိန်ဒမိုးကဲကျောင်းတိုင်းဆရာတော်ဖအံမြို့3ဗဒ္ဒန္တာတေဇောဘာဒသုံးဒရာယာမကျောင်းစာသင်တိုင်းဆရာတော်ဖအံမြို့4အရှင်ဝိစိတ်တတာရ4အိစုကရင်ပရိယတ္တိကျောင်းတိုင်းရွှေတကုတ်အရှိမုံရန်ကုန်မြို့5ဥတုနန္ဒတောင်ရှိအလဲကြီးရွာကျောင်းပေါင်မြို့နယ်မွန်ပြည်နယ်6ဥတာကရတလာညာမြိုင်တာယာဆရာတော်ဖအံမြို့နယ်9ဗဒ္ဒန္တာအိန္ဒထွီးမောင်ထိုကျောင်းဆရာတော်ကြိုင်အင်းစိတ်ကြီးမြို့နယ်ကရင်ပြည်နယ်10မာလင်မြတ်ကျော်အမတ်လေးရက်ကွယ်ဖအံမြို့9စောဝနာထွန်းအမတ်လေးရက်ကွယ်ဖအံမြို့10စောဖော့ထွန်းခစောပန်းရွှေကရင်ကော့ကြိုက်ကြီးရွာဖအံမြို့နယ်2အနုပညာဂုတ်ဒူးဆောင်စုကကြီးဇတ်တပင်အနုပညာ1စောပိုင်သိန်းတော်ဘုတ်ကြီးရွာဖအံမြို့နယ်2စောကျော်လိုက်သိန်းကော့တာကြီးရွာဖအံမြို့နယ်3စောအဲသူကရင်ကော့ကြိုက်ကြီးရွာဖအံမြို့နယ်4မန်းသိန်းဝေပန်းတနော်မြို့နယ်အေရဝတီတိုင်းခခွေတေးဆိုအနုပညာ1စောရခရတဝကြီးရွာဖအံမြို့နယ်2စောလဖောင်းဝါမယန်းဦးကြီးရွာလိုင်းပွဲမြို့နယ်3စောထူလူဝါကော့ဖလွတ်ကြီးရွာကော့ကရိတ်မြို့နယ်4နန်းသိန်းလာပေါင်ရတိပြန်ကြီးရွာဖအံမြို့နယ်5နန်းဂီသူဝါဇွဲကပင်ကုန်းဖအံမြို့ဂငယ်အကအနုပညာ1စောမြင့်သူအမတ်6ရက်ကွယ်ဖအံမြို့2စောလာထွေဥဒ္ဒပင်ကြီးရွာဖအံမြို့နယ်3ဒေါ်ဟင်းသာကြီးအမတ်9ရက်ကွယ်ဖအံမြို့4နော်အဲရှူဖော့ဝိုင်းထော်ကြီးရွာလိုင်းပွဲမြို့နယ်ဂါကြီးတေးရီအနုပညာ1စောမူလျာဝတောင်ကလေးကြီးရွာကော့ကွန်ဖာဂတ်ဖအံမြို့နယ်2စောချစ်တန်အမတ်လေးရက်ကွယ်ဖအံမြို့5အတီးအနုပညာ1ဖုတ်ဒီကောမလောက်ကြီးရွာဖအံမြို့နယ်စလုံးတူရိယာပစ္စည်းထုတ်လုပ်မှုအနုပညာ1ဦးနေဒီကူမုစရီဒုံရင်ဖအံမြို့နယ်2စောဖထူးနောက်ကမြိုင်ကြီးရွာဖအံမြို့နယ်3ပညာရေးဂုတ်ဒူးဆောင်စု1ဗဒ္ဒန္တာခေမာစာရကော့ပလန်ဖုံးတော်ကြီးသိပညာရေးကျောင်းကော့ကရိတ်မြို့နယ်4ဘာသာရေးဂုတ်ဒူးဆောင်စု1ဦးတေဇဝွန်တဝေပုလဆရာတော်ဖအံမြို့နယ်2ထောင်မူးဆရာတော်သာသနာဝေပုလစမ်းအေးမြိုင်တောရပရိယတ္တိစာသင်တိုင်းမွန်ပြည်နယ်3ဦးတေဇနိယကော့ကရက်ကျောင်းဆရာတော်ကမမောင်မြို့ဖာပွန်ခရိုင်4ဗဒ္ဒန္တာသူမင်္ဂလခလဲစောကျောင်းဆရာတော်ကြိုင်အင်းစိတ်ကြီးမြို့နယ်ကရင်ပြည်နယ်ဝင်းရော်ဒေသ5ဗဒ္ဒန္တာခန္တီဝနဥဒေါင်းကျောင်းဆရာတော်လိုင်းပွဲမြို့နယ်6ဆရာတော်ဦးပညာဝွန်သရွှေကွန်းကျောင်းဆရာတော်လိုင်းပွဲမြို့နယ်9ဆရာတော်ဦးရာစိန်ဒကျုပ်ပကိုကျောင်းဆရာတော်လိုင်းပွဲမြို့နယ်5ဖွင့်ဖြိုးရေးဂုတ်ဒူးဆောင်စု1ဦးစောမြင့်ဦးအမတ်လေးရက်ကွယ်ဖတ်အံမြို့2
ဦးစောခင်မောင်မြင့်အမတ်လေးရက်ကွက်ဖက်အံမြို့3ဗဒ္ဒန္တာစိတ်တရဝဲခမိကျောင်းဆရာတော်မွန်ပြည်နယ်4ဦးစောအုပ်တင်လိုင်းပွဲမြို့6အမျိုးသားရေးဂုတ်ဒူးဆောင်စု1ဦးစန္ဒရမဲစမိတ်ကျောင်းဆရာတော်လိုင်းပွဲမြို့နယ်2နန်းစေးဝါအမတ်တရက်ကွက်ဖက်အံမြို့9ငိမ့်ချမ်းရေးဂုတ်ဒူးဆောင်စု1ဗဒ္ဒန္တာသူဇာတခလဲတောင်ပကျောင်းဆရာတော်ကြိုင်အင်းစိတ်ကြီးမြို့နယ်8လူငယ်ပြုစုစောက်ရှောက်ရေးဂုတ်ဒူးဆောင်စု1အရှင်ဝိမလခြံကလေးအောင်ရတနာကျောင်းဆရာတော်ဖက်အံမြို့နယ်9နိုင်ငံရေးဂုတ်ဒူးဆောင်စု1ဦးစောဟန်သိန်းရန်ကုန်မြို့2စောခင်ကျော်ဝင်းရန်ကုန်မြို့3ဦးစောအောင်ပွင့်ခလောင်းတို့ကြီးရွာဖက်အံမြို့နယ်4ဦးစောဘိုးနီအမတ်လေးရက်ကွက်ဖက်အံမြို့5မန်းစောရွှေအမတ်လေးရက်ကွက်ဖက်အံမြို့10ကျမ်းမာရေးစောက်ရှောက်မှုဂုတ်ဒူးဆောင်စု1ဖလောပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်ဖက်အံမြို့Flow Education Development Unit PEDU 17ဒုက္ခသည်ဆိုင်ရာစောင့်ရှောက်မှုဂုတ်ဒူးဆောင်စု1လိုင်းပွဲနာရေးကုညီမှုအသင်း12တော်လန်ရေးဂုတ်ဒူးဆောင်စု1ဗိုလ်ချုပ်စောကျော်နီ KNU KNLA 2ဗိုလ်ချုပ်မောင်မောင် KNU 3ဗိုလ်မူစောတူတူစစ်ကြောင်းနဲ့စစ်ကြောင်းမူ73စစ်ရေးဂုတ်ဒူးဆောင်စု1ဗိုလ်ချုပ်ကြီးစောထောလေး2ဗိုလ်ချုပ်ကြီးစောလားပွဲ3ဗိုလ်ချုပ်ထွန်းလိုင်း BGF 4ဗိုလ်ချုပ်ဖာနွီ BGF 14ဘက်စုံထူးချွန်စု1အရှင်ညာနိကမြိုင်ကြီးငူဒုတိယဆရာတော်2ဗိုလ်မူချုပ်စောချစ်သူ BGF အရှင်အကဝန်သားဥက္ကဋ္ဌဆရာတော်ဂုတ်ဒူးဆောင်စုရွေးချယ်ချီးမြှင့်ရေးဆက်ကော်မတီကြာအင်းကြီးရွာလိုင်းပွဲမြို့နယ်ကရင်ပြည်နယ်